Miss Grand International ဝင်တာ2021ဖြစ်တဲ့ဗီယက်နမ်လှမယ်ဟာအခုဒီသူကြော်ညာပေးတဲ့တကြားလုံးကကျမ်းမာရေးနဲ့မညီညွတ်တဲ့အစားအစာဖြစ်တာကြောင့်အခုသူကိုယ်တိုင်ပါဝင်ပြီးတော့ဒီစုံစမ်းစစ်ဆေးမှုတွေခံနေရတယ်ပေါ့နော်ဖြစ်သွားတဲ့ဖြစ်စဉ်ကကြတော့ဒီသူ့တကြားလုံးကသူ့ကြော်ညာပေးတဲ့တကြားလုံးကအရန်ပေါက်သွားတယ်လူတွေကိုအရန်ဆွဲလန်းစေပြီးတော့လူတွေအရန်ကြိုက်နှစ်သက်တဲ့အတွက်ကြောင့်ကိုဒီကြော်ညာပြီးဘလောက်မှမကြအတွင်းမှာပေါ့နော်မကြခင်အတွက်အချိန်အတွင်းမှာပဲသူတို့ကဒီဘူးရီတသိန်းကျော်နီးပါးရောင်းချခဲ့ရလို့ပြောရပေါ့နော်သူ့အနေနဲ့ဆိုလို့ရှိရင်ကြော်ညာခဗီယက်နမ်ငွေဗီယက်နမ်ဒေါ်9 ဘီလီယံလောက်ထိကိုရထားဖြစ်တယ် US ဒေါ်လာနဲ့ပြောမယ်ဆိုလို့ရှိရင်ဒါဟာဒီUS ဒေါ်လာ2သိန်းခွဲနီးပါးကိုသူကြော်ညာခရထားဖြစ်တယ်เนาะကြော်ညာတစ်ခုနဲ့ဆိုဒါဒီ Miss Universe ဝင်းလာတယောက်ရဲ့ငွေကြေးနဲ့တောင်ညီမျှတယ်ပေါ့နော်ကြော်ညာလေးတစ်ခုအတွက်နဲ့ဆိုအခုကကြတော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့ဒီတကြားလုံးမှာလူတွေကိုဆွဲလန်းစေတဲ့ဆေးပေါ့နော်ဒီဘိန်းတစ်မျိုးပါဝင်နေဆိုတာကိုဗီယက်နမ်နိုင်ငံဒီကျန်းမာရေးဝန်ကြီးဌာနစစ်ဆေးတွေ့ရှိတဲ့အတက်အကြောင်းပေါ့နော်ဒီထုတ်လုပ်သူတွေကိုရောဒီကြော်ညာပေးတဲ့ model ကိုရောအခုသူ့ကိုရောအခုဖန်ဆီးစစ်ဆေးနေတယ်ပေါ့နော်ဆိုမြန်မာအလှမယ်တွေလည်းဒါသတိထားသင့်တယ်ပေါ့နော်တလောတုန်းကမဖတ်တိမဆိုလို့ရှင်လဲသူ့ရဲ့ဒီစီးပွားရေးကိုရပ်နားခံလိုက်ရတယ်ဒီလိုမျိုးပေါ့